ကောင်လေးရဲ့ဘေးနားမှာတရွေးတရွှေ့ရွှေ့နဲ့တားရဲကြီးတကောင်ရုတ်တရက်ပေါ်လာတာကြောင့်သူအလွန်ထိတ်လန့်သွားပါတယ်။သူဟာချက်ချင်းအော်ဟစ်လိုက်ရာအဲ့ဒီအတန်ကတားရဲကြီးကိုပါလန့်သွားစေပြီးခဏတာတတိလက်လွတ်ဖြစ်သွားစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဝေးကနေပြစ်လွတ်လိုက်တဲ့မြတစင်းကတားရဲကြီးရဲ့ခေါင်းကိုတက်တက်မှန်ပြီးမြေပြင်ပေါ်လဲကျသွားစေခဲ့ပါတယ်။မြပစ်လိုက်တဲ့သူကတော့အချောလာ elf ကောင်မလေးတူပါ။ဘာသာပြန်စွမ်းရည်ရှိနေတာကြောင့်ကောင်လေးနဲ့ F မလေးတို့ဟာဘာခက်ခဲမှမရှိစကားပြောနိုင်ခဲ့ကြပါတယ်။သူမနဲ့စကားပြောပြီးတဲ့နောက်မှာတော့သူဟာအလွန်အန္တရာယ်များတဲ့ဆုံးတစ်ခုတည်းကိုရောက်နေမှန်းသိလိုက်ရပြီးအခုလိုအသက်ရှင်နေတာကိုတင်ကန်ကောင်းတယ်လို့ဆိုရမှာပါ။ F မလေးစဉ်းစားနေတဲ့အချိန်မှာသူမရဲ့အခြေအနေကိုစစ်ဆေးဖို့စမ်းစစ်စွမ်းရည်ကိုတုံးလိုက်ပါတယ်။အံ့ဩစရာကောင်းတာကသူရှိက F မလေးရဲ့အသက်က56နှစ်ရှိနေပြီးသူမရဲ့အလုပ်ကိုင်ကတော့ level 18ရှိတဲ့ F လေးတေတော်ဖြစ်နေတာပါပဲ။ F အစ်စ်ကိုကိုယ်တိုင်ကိုကြမြင်တွေ့လိုက်ရပြီးတဲ့နောက်မှာတော့သူဟာတခြားကဘာတစ်ခုကိုတကယ်ရောက်နေပြီဆိုတာကိုယုံကြည်သွားခဲ့ပါတယ်။သူ့ရဲ့နှုတ်ပြတဲ့ရုပ်ရည်ကိုကြည့်ပြီး F မလေးကသူမရဲ့ရင်ခွင်ထဲကိုအလိုလျောက်ဆွဲသွင်းကကျဉ်းသားစွာချော့မြူလိုက်တာကြောင့်ကောင်လေးခများဘာပြောရမှန်းမသိစွန့်သွားခဲ့ရပါတယ်။သူမကသူ့ကိုကလေးလေးတယောက်လိုသဘောထားပြီးဆက်ဆံနေတာပါ။ညဘက်ရောက်တဲ့အခါသူတို့နှစ်ယောက်စကားစမြည်ပြောရင်ဒီကဘာမှာတော့အသက်15နှစ်ပြည့်ရင်လူကြီးလို့သတ်မှတ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။ F မလေးကလည်းသူဟာဝေးလံတဲ့အရက်ကလာမှန်းရိပ်မိသွားတာကြောင့်သူ့ကိုမြို့တစ်မြို့ထဲအထိလိုက်ပို့ပေးဖို့ဆုံးဖြတ်လိုက်ရာသူမကိုအလုံးပဲကျေးဇူးတင်မိသွားပါတယ်။သူတို့နှစ်ယောက်ကောင်းကောင်းမွန်မွန်စားတော့ပြီးတဲ့နောက်မှာတော့အိမ်မောကျချင်းစီကိုအတူတူမျောပါသွားခဲ့ကြပါတော့တယ်။